မအားစမ်းနဲ့သူကမင်းကိုအသုံးချနေတာလဲလဲဝဲဝဲရှိစမ်းမှာအဲ့ဆိုရင်အင်္ဂလိပ်လိုပြောလဲအဲ့ဆိုရင် wise up လို့ပြောရနော် WISE wise up up wise up မအားစမ်းနဲ့လဲလဲဝဲဝဲရှိစမ်း wise up အဲ့လိုပြောရနော် wise up သူကမင်းကိုအသုံးချနေတာ he is using you သူကမင်းကိုအသုံးချနေတာအဲ့ဒါကို तू ကအသုံးဝင်နေထင်ပြီးပြောနေသေးတာအဲ့လိုမျိုးနော်အဲ့လိုအခြေအနေမျိုးဆိုရင်ဒီလိုပြောမယ်နော်မအားစမ်းနဲ့ तू ကမင်းကိုအသုံးချနေတာပြောမနေနဲ့ wise up he is using you အဲ့လိုပြောရနော်ကောင်မလေးကိုမငန်းနဲ့ဟလားအစင်မငန်းနဲ့အဲ့လိုမျိုးမငန်းနဲ့ဆိုရင်ဘယ်လိုပြောရမလဲ stop checking checking stop for finding နော် stop checking her out သူမကိုမငန်းနဲ့အဲ့လိုပြောရနော်ကောင်မလေးကိုမငန်းနဲ့ stop checking her out အဲ့လိုပြောရနော်ငါအမျက်မှန်ဘယ်မှာလဲအဲ့ဆိုရင် where is လို့ပြောရင်မှားတယ် where are တော်တော်များများ is လို့ပြောကြတယ်အဲ့ဆိုမှားရနော် where are my glasses my glasses glasses where are my glasses ငါ့ရဲ့မျက်မှန်ဘယ်မှာလဲဘာလို့လဲဆိုတော့ glasses က plural only noun လို့ပြောတာ plural only noun လို့သူကနှစ်ခုပေါင်းမှတစ်ခုဖြစ်တာအဲ့ဒါကို plural only noun တွေရဲ့နောက်က verb ကလည်း plural verb ပဲအများကြီးဟင်းချက်ပြီး the curry is done curry အဲ့လိုပြောလို့ရတယ်နော် the curry is done လို့ပြောရနော်ဟင်းချက်ပြီးဆိုရင် the curry is done ဟင်းချက်ပြီးသူကငါ့ကိုဥရအောင်လုပ်နေတယ်အဲ့ဒါကို idiom နဲ့သုံးလို့ရတယ်နော် idiom နဲ့သုံးပြီးပြောလို့ရတယ် butterflies လိပ်ပြာများပေါ့နော်အဲ့ဆိုရင်သူကငါ့ကိုဥရအောင်လုပ်နေတယ်ဆို he is giving me ဥရအောင်လုပ်တယ်ရင်ခေါင်လုပ်တယ်ဟလာရင်နဲ့ကလိကလိဖြစ်အောင်လုပ်တယ်အဲ့လိုပြောတာနော် he is giving me butterflies 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 he is giving me butterflies သူကငါ့ကိုဥရအောင်လုပ်တယ်ဓာခုတ်ကောင်ရှင်ခိုးကောင်လို့လည်းခေါ်တယ်နော်အင်္ဂလိပ်လိုပြောလဲ mantis 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 ဓာခုတ်ကောင် mantis ကင်းချင်များလို့ပြောလဲ centipede 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 ဟလာအဲ့ဆိုရင်ကင်းချင်များနှံကောင်ဆိုရင်ဘယ်လိုပြောလဲ grasshopper 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 ဒါဆိုရင်နှံကောင်ပိုဟကို cockroach cockroach ပိုဟချင်းကို mosquito mosquito ချင်းရင်ကောင် fly fly verb အနေနဲ့သုံးရင်ပြန်တန်းသည် noun အနေနဲ့သုံးရင်ရင်ကောင်တီကောင်ဆိုရင်ဘယ်လိုပြောလဲ worm worm ဟလာတီကောင်လိပ်ပြဆိုရင် butterfly 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 လိပ်ပြပြာ ပြာလုံးခြေလိုက်တယ်စက်ကူတွေပါတယ်လုံးခြေလိုက်တယ်ဆိုရင်အင်္ဂလိပ်လိုပြောလဲဆိုရင် crumble crumble လုံးခြေလိုက်တယ်သူကစာရွက်ကိုလုံးခြေလိုက်တယ်ဆိုရင် he crumbled the paper အဲ့လိုပြောရနော်ဒီစကားလုံးလေးမှတ်ထားမယ်နော်လုံးခြေလိုက်တာ he crumbled the paper အဝတ်တွေပဲရှော့ပြီးရင်အဝတ်ကိုညှစ်တာရေညှစ်တယ်ဆိုရင် wring out ရေညှစ်တာအဝတ်တွေကိုရေညှစ်ပါဆိုရင် wring out the clothes အဲ့လိုပြောရနော် wring out w r i n g ring w ရဲ့အတန်း silent ring လို့ပဲဖတ်တယ်နော် wring out the clothes ဒါကကျတော့အဝတ်တွေပါလေရေညှစ်တာကိုပြောတာတံမြာသီးတွေပါလေညှစ်တယ်ဆိုရင် squeeze squeeze ဒါကညှစ်တာ squeeze the lemon into the soup ဟင်းရည်တွေကိုတံမြာသီးညှစ်ထည့်လိုက်အဲ့ဆိုရင် squeeze နဲ့သုံးတယ်နော် squeeze the lemon ဒီနှစ်ခုကမတူရေညှစ်တယ်ဆိုရင် wring out
Hala, tamya di nhit de so squeeze. Chi down ne nin like de so he step on nin na bla no. Tat nin na. Chi down ne tat nin like de. He step on the can. Can so ka di hala Coca-Cola တန်ဘူးတို့ဘာတို့ပြောဘီယာတန်ဘူးတို့အဲ့လိုမျိုး can လို့ခေါ်တယ် he step on the can သူကဟလာတန်ဘူးကိုတက်နေလိုက်တယ်and ပြီးတော့ squash နင်းချေတာပေါ့ဗျာနော်နင်းချေလိုက်တယ် squash it flat ပြားနေအောင်နင်းချေလိုက်တယ်နင်းချေတယ်ဆိုရင် squash ဒီသုံးလေးတွေကိုမှတ်ထားမယ်နော်နင်းချေတယ်ဆိုရင် squash pound the chili pound ဆိုတာကကြတော့ထောင်းတာငရုတ်သီးထောင်းတာ pound the chili ငရုတ်သီးကိုထောင်းလိုက် with garlic and salt garlic ဆိုတာကကြက်သွန်ဖြူနဲ့စားနဲ့ရောပြီးတော့ငရုတ်သီးကိုထောင်းလိုက် pound the chili with garlic and salt ဟုတ်ပြီဒါမျိုးဝကြလေးတွေဆက်လေးလာကြည့်အောင်နော်စပားလှေ့တာပေါ့နော်စပားပြတာလို့လဲခေါ်ကြတယ်တချို့ကလေဒီဘန်းနဲ့လေပြကြတာဟလားဘန်းအဝိုင်းကြီးတွေလေအဝိုင်းတွေနဲ့တချို့ကလည်းဆန့်ပြတယ်တချို့ကလည်းဟလာစပားကြီးပြတယ်စပားလှေ့တယ်လို့လည်းခေါ်တာပေါ့နော်ဖုံနေအမိုက်တရိုက်တွေပါသွားအောင်ရှင်းတဲ့သဘောပေါ့အဲ့လိုမျိုးစပားလှေ့တာကိုအင်္ဂလိပ်လို winnowing လို့ခေါ်တယ်နော်ဗမာလိုဆိုရင်တော့စပားလှေ့ they are winnowing rice ဆိုတာကဒီနေ့မှာစပားပေါ့နော်ဆန့်ပြတယ်ဆိုလည်းရပါတယ်နော် they are winnowing rice သူကစပားလှေ့နေတယ်ဆန့်ပြနေတယ်လဲထွန်တာကြတော့ဘယ်လိုပြောလဲ plow p l o u g ing plowing လဲထွန်တာလဲထွန်နေဆိုရင် plowing the farmer is plowing the field ဟလာလဲသမားကလဲထွန်နေတယ် the farmer is plowing the field ဟလာလဲထွန်နေဆိုရင် plowing စပားလဲဆိုရင် winnowing plowing မှတ်ထားမယ်နော် she is raking the leaves leaves ကတဲ့ရွက်ထွန်ချင်းနဲ့တဲ့ရွက်6တွေကိုစုတာပေါ့နော်ထွန်ချင်းနဲ့တဲ့ရွက်6တွေကိုစုနေဆိုရင် raking the leaves farmers are thrashing rice ဒါကြောင့်စပားချွေတာစပားတွေပဲရိတ်ပြီးသွားပြီဆိုရင်ဟဲ့လားအဲ့ရိတ်ထားတဲ့စပားတွေကိုအစိတ်ထုတ်တာပေါ့နော်အစိတ်ချွေတာပေါ့နော်ဟဲ့လားစပားချွေတယ်ဆိုရင် thrashing စပားချွေတာ the farmer is hoeing the field ဟဲ့လား hoe ဆိုပေါက်တူးနဲ့ပေါင်းရှင်းတာမြေပြင်တယ်ပေါင်းရှင်းမြေပြင်တာပေါက်တူးနဲ့ပေါင်းရှင်းမြေပြင်တယ်ဆိုရင် the farmer is hoeing the field ဟလာမြေစီလွာလေဝင်လေရကောင်းလို့မြေပြင်နဲ့ပေါင်းရှင်းတယ်ပေါ့နော် hoeing the field h o e i n g hoeing ပေါက်တူးနဲ့ပေါင်းရှင်းတာပေါ့နော် they are sowing ဆိုတာကမျိုးစိချတယ်ဆို sowing they are sowing rice seeds စပားမျိုးစိတွေချနေ she is weeding ကကြလည်းပေါင်းရှင်းတာပဲဒါပေမဲ့ hoeing ကကြတော့ပေါက်တူးနဲ့ပေါင်းရှင်းတာ weeding ကကြတော့လက်နဲ့နှုတ်တာပေါ့နော် she is weeding the garden သူကဥယျာဉ်ကိုပေါင်းရှင်းနေတယ်ပေါင်းမြတ်တွေပါလေနှုတ်တာအဲဆိုရင် weeding the garden ပိုးသက်ဆေးဖြန့်နေဆိုရင်တော့ spraying spraying pesticide pesticide ဆိုတာပိုးသက်ဆေးကိုပြောတာနော်ပိုးသက်ဆေးဟလာ they are spraying pesticide on the plants ဟလာအပင်မှာပိုးသက်ဆေးဖြန့်နေတယ်ပေါ့နားလည်းမထင်ပါနဲ့နော်ဒီတော့ပါ that's all for thanks for watching bye bye ဒီနေ့ insurance ဝယ်တာနဲ့ပတ်သက်တဲ့ဒီစကားပြောကြလေးတွေမေးခွန်းလေးတွေလေ့လာကြအောင်နော်ကျွန်တော်ကျမကြီးအာမခံဝယ်ခြင်းနဲ့ insurance ဆိုတာကအာမခံကိုပြောတာနော်အာမခံကျမကြီးဆို health နော်ကျွန်တော်ကျမကြီး insurance ဝယ်ခြင်းနဲ့ဆိုရင် I want to buy health insurance လို့ပြောရနော် I want to buy health insurance ဟုတ်ပြီအဲ့မှာသူ့ရဲ့ဒီ plan တွေကိုရှင်းပြတယ်အဲ့ဆိုရင်ဒီ plan ကဘာတွေကို cover ဖြစ်လဲဘာတွေ cover ဖြစ်လဲဆိုတော့ဒီဟလာ accident cover ဖြစ်လား inpatient treatment outpatient treatment ဆေးရုံတိုင်း cover ဖြစ်လားခွဲစိတ်ရင် cover ဖြစ်လားဘာတွေကို cover ဖြစ်လဲလို့မေးချင် what does this plan cover ဘာတွေ cover ဖြစ်လဲ is this plan good for working people ဆိုအလုံးလုံးနေတဲ့လူတွေအတွက်ဒီ plan ကောင်းလားပေါ့နော်အဲ့လိုမေးတာ is this plan good for working people does it cover hospitalization ဆိုတာဆေးရုံတက်တာကိုပြောနော်ဆေးရုံတက်တာတွေ cover ဖြစ်လား
Like, does it cover outpatient treatment outpatient treatment ဆိုတာကတော့ဆေးရုံတော့မတက်ရဘူးဆေးရုံလာပြီးတော့မှဖျားလို့နာလို့ပဲဖြစ်ဖြစ်စီကန်းလာပြအဲ့လိုမျိုးဆိုရင်ရောဟုတ်လား cover ဖြစ်လာလို့ပြောချင်တာ does it cover chronic diseases ဆိုနာတာရှည်ယောဂါတွေစီးကျိုးတို့သွေးတိုးတို့ပေါ့နော်နာတာရှည်ယောဂါတွေ cover ဖြစ်လာပေါ့အဲ့ဆိုရင် does it cover chronic diseases how much is the premium ကဘယ်လောက်လဲဟုတ်ပြီနောက်ထပ်မေးခွန်းဝေါ်ကြလေးတွေဆက်ပြီးတော့လေ့လာကြအောင်နော် discount တွေပါရှိလားအဲ့ဆိုရင်ဘယ်လိုပြောမလဲ is there any discount တွေပါရှိလားပတ်စံထပ်ပြီးအပိုတွေပါပေးရသေးလား are there extra fees အပိုတွေပါရှိလားပေါ့အပိုကြီးတွေပါ are there extra fees what is the age limit အသက်ကန့်သက်ချက်ကဘယ်လောက်လဲ what is the age limit ဒီ coverage amount ပေါ့နော် cover ဖြစ်တဲ့ပတ်စံ amount ပမာဏဘယ်လောက်လဲ how much is the coverage amount လို့ခေါ်တယ်နော်ဘယ်ဆေးရုံတွေပါလဲပေါ့အဲ့ဆိုရင် which hospitals are included ဘယ်ဆေးရုံတွေပါလဲ which hospitals are included ကျွန်တော်ဒါကိုဒီ private hospital တွေမှာသုံးလို့ရလား can I use this at private hospitals private hospital တွေမှာသုံးလို့ရလားပေါ့နော် direct billing is available direct billing ဆိုတာကကြတော့ဒီဆေးရုံကနေပြီးတော့မှကုန်ကျစရိတ်ကိုဒီ insurance company ကို direct တန်းပို့တာကိုရှင်းခိုင်းတာမဟုတ်ဘူးပေါ့နော် company ကို direct ရှင်းခိုင်းတာအဲ့ဒါမျိုးကို direct billing လို့ပြောရနော် direct billing is available ဘယ် document တွေလိုလဲဘာ document တွေလိုလဲ what documents do I need ဟုတ်တယ်နော် what documents do I need နားလည်မှုထင်ပါနော်ဒီနေ့တော့လောက်ပါ that's all for thanks for watching bye bye ဒီနေ့ car insurance ဝယ်တာနဲ့ပတ်သက်တဲ့စကားပြောဝကြလေးလေ့လာကြအောင်နော်ကျွန်တော်ကားအတွက် insurance လိုအပ်နေတယ်ဆိုရင် I need insurance ဆိုအာမခံကိုပြောတာနော် I need insurance for my car I want to renew ဆိုတာကအသစ်တက်တန်းတိုးချင်တာပေါ့နော်အသစ်ပြန်လုပ်ချင်တာအသစ်တက်တန်းတိုးချင်တာ I want to renew my car insurance ဟဲ့လားဒီ renew ဆိုတဲ့အသုံးလေးကိုမှတ်ထားမယ်နော် the verb အနေနဲ့သုံးတာအသစ်ပြန်လုပ်တာတက်တန်းပြန်တိုးတာပေါ့အဲ့လိုအဓိပ္ပာယ်မျိုး does it cover third party damage ဆိုတာကသူကကိုကားတက်လိုက်တယ်သူများကိုတက်လိုက်တယ်အဲ့ဆိုရင်သူများကခိုက်မိသွားတယ်ထိခိုက်ဒဏ်ရာဖြစ်သွားတယ် damage ဖြစ်သွားတယ်အဲ့ဒီအတွက်ရောပေးလာလို့ပြောချင်တာ insurance ကအဲ့ဒီအတွက် cover ဖြစ်လာအဲ့လိုပြောတာအဲ့ဆိုရင် does it အဲ့လိုမျိုးမေးချင်တယ်ဆိုရင် does it cover third party damage အဲ့လိုမေးရနော်ဒီအသုံးလေးကိုမှတ်ထားမယ်နော် third party damage အဲ့လိုမျိုးကိုကားကသူများရဲ့ထားပါတော့ chance ကိုပဲဖြစ်ဖြစ်ဝင်အောင်လိုက်တယ်သူများ chance ကိုအတွက်ပြင်ရမယ်ဆိုရင် insurance company ကရောကြီးပေးလာပေါ့ does it cover natural disasters like flooding ရေကြီးတာမျိုးဒီလိုမျိုးသဘာဝဘေးရန်တွေကို cover ဖြစ်လာပေါ့နော် what type of car insurance do you recommend ဘယ်လို insurance car insurance အမျိုးအစားတွေကိုမင်းအကြံပြုချင်လဲပေါ့နော်ဟုတ်ပြီနောက်ထပ်ပေါ်ကြလေးဆက်လေးလာကြအောင်နော် claim လုပ်ရရင်ဘယ်လိုလုပ်ရမလဲအဲ့ဆိုရင်ဘယ်လိုမေးမလဲ how do I make a claim လို့ပြောရင်နော် insurance ကို claim လုပ်တာပေါ့နော် claim လုပ်တာဆိုတာကကိုက accident ဖြစ်သွားပြီဆိုရင်ဒါဒီရော်ချေးတောင်းဖို့အတွက် claim လုပ်တယ်ပေါ့နော်အဲ့ဆိုဘယ်လိုလုပ်ရလဲဆိုရင် call the insurance company အမက company ကိုခေါ်လိုက်ဖုန်းဆက်လိုက် report the accident ကို report တင်အစီရင်ခံစာတင်ပေါ့နော် and submit the required documents လိုအပ်တဲ့ document တွေကိုတင်ပေါ့အဲ့လိုမျိုး claim လုပ်တယ်နော် call the insurance company report the accident and submit the required documents လိုအပ်တဲ့ document တွေကို submit လုပ်မယ်ပေါ့ထပ်မယ်ပေါ့နော်တင်မယ်ပေါ့ claim လုပ်တာဘယ်လောက်ကြာလဲဆိုရင် how long does a claim take ဘယ်လောက်ကြာလဲပေါ့နော် it usually takes a few days to a few weeks ရက်နည်းငယ်ဒါမှမဟုတ်ရက်တစ်ပတ်နည်းငယ်ကြာမယ်ပေါ့နော် it usually takes a few days to a few weeks workshop မှာကားပြင်တဲ့ခါမျိုးကြတော့ဒီကိုကနေပြီးတော့မှဒီဘေးတွေပါကြိုရှင်းထားစရာလိုလားပေါ့အဲ့ဆိုရင်အင်္ဂလိပ်လိုဘယ်လိုပြောရမလဲဆိုရင် do I need to pay upfront ဆိုတဲ့အဓိပ္ပာယ်က in advance ADVANC in advance နဲ့အတူတူပဲเนาะကြိုပြီးတော့ပေးစရာလိုလား for repairs ပြင်ဆင်စရိတ်အတွက် do I need to pay upfront for repairs ဒီပြင်ဆင်စရိတ်အတွက်ကြိုပေးစရာလိုလား no direct billing is available at approved garages
approve garages garages က workshop ပေါ့နော်ကား workshop သတ်မှတ်ထားတဲ့ကား workshop တွေမှာဆိုရင် direct billing ရတယ် direct billing ဆိုတာကကြတော့သူက workshop နေပြီးတော့မှအာမခံကုမ္ပဏီကိုတခါတည်းဘေးတန့်တောင်းတာကိုရှိကိုမတောင်းတော့အဲ့လိုပြောရနော်အဲ့ဒါကို direct billing လို့ခေါ်တယ်နော်အာမခံကိုဘယ်ချိန်မှာတက်တန်းတိုးတင်လဲအဲ့ဆိုရင် when should I renew ဆိုတက်တန်းတိုးတာပေါ့နော် when should I renew my insurance you should renew before the policy expires ဆိုတက်တန်းကုန်တာပေါ့နော် policy တက်တန်းမကုန်ခင်တက်တန်းတိုးတင်ပါတယ်ပေါ့နော်နားလည်မှုထင်ပါတယ်နော်ဒီနေ့လောက်ပါ that's all for today thanks for watching bye bye